အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငိုင်းကြိုက်တဲ့သူတွေအတွက်စပလင်နဲ့မုံမွေးလေးနဲ့အရသာရှိတဲ့ငရဲရီချိုဟင်းလေးချက်ပြပေးမှာဖြစ်ပါတယ်စီနဲနဲလေးနဲ့အရသာရှိအောင်ချက်လို့ရတဲ့အတွက်ဝေးချတဲ့သူတွေအတွက်လည်းအထူးသင့်တော်ပါတယ်နော်ငရဲရီချိုဟင်းချက်ဖို့အတွက်ငရဲအစိတ်သားအသုံးပြုထားပါတယ်ရှင်ကျမတို့ငရဲနေကိုရေးပြောင်းအောင်စီကြောပြီးပြီဆိုရင်သူ့ရဲ့ဘဲညာကြောရိုးတွေကအစားကျမတို့ငရုတ်ချပွေလေးနဲ့နာလေးထွရိုက်ပေးရပါမယ်အခုလိုနာလေးထွရိုက်ပြီးတော့မှသူ့ရဲ့အသားလေးတွေကမထုတ်လေးနဲ့စားကောင်းမှာဖြစ်ပါတယ်ရှင်ဒါအပြင်အယိုးထွင်တဲ့အခါမှာလည်းအယိုးတက်အသားတက်နဲ့နှွင်ရတာလွယ်ကူစေမှာဖြစ်ပါတယ်ဒီဟင်းရဲ့အဓိကထူးခြားချက်ကတော့သူ့ရဲ့အသားတွေကိုအခုလိုနာထွရိုက်ပေးရတာဖြစ်ပါတယ်ရှင်ထွရိုက်ပြီးရလာတဲ့ငါးတွေကိုစားစနွင်းအချိုမုံငပြားရီလေးထည့်ပြီးတော့နာလေးနေပေးရပါမယ်နေတဲ့အခါမှာလည်းငါအသားလေးကိုအရသာဝင်အောင်အခုလိုမျိုးနာလေးစုပ်ပြီးတော့နေပေးရပါမယ်နော်ငါးမွေရင်ကြေးမှာဆိုတဲ့အတွက်ကျမကတော့ငါးတစ်ကောင်ကိုနှစ်ပိုင်းပိုင်လိုက်ပါတယ်တကယ်လို့ကိုကအကောင်လိုက်ချက်စားခြင်းနဲ့ဆိုရင်လည်းမိမိကြိုက်နေတဲ့လို့အသုံးပြုနိုင်ပါတယ်ရှင်စီပြန်ဟင်းတွေတက်ဆိုင်ရင်အခုလိုမျိုးစီနဲနဲနဲ့ချက်စားလို့ရတဲ့ဟင်းလေးတွေကိုစားကြည့်ပါနော်စီတစ်စုံမှာကယ်လိုရီပမာဏက120ဝန်းကျင်ရှိတဲ့အတွက်ကျမတို့လူတစ်ယောက်ကတစ်နေ့ကိုကယ်လိုရီ1500လိုအပ်တယ်ဆိုရင်တစ်နက်ကိုကယ်လိုရီ900နှုန်းစားပေးရမှာပေါ့နော်အဲ့ဒီမှာကိုထဲမဲ့စီတင်ကယ်လိုရီက300ဖြစ်သွားတယ်ဆိုရင်ကျမတို့ထမင်းတွေအသားတွေထပ်ထည့်စားမှနဲ့ဆိုလို့ရှိရင်လိုအပ်တဲ့ကယ်လိုရီပမာဏထက်အများကြီးစားမိသွားမှာဖြစ်ပါတယ်ကျမကတော့ဒီဟင်းမှာစီထမင်းစားဆုံးတစ်စုံအသုံးပြုထားပါတယ်ရှင်ငရုတ်သီးမုံလည်းကျမအရေးတောက်စားလို့ရအောင်လို့နည်းနည်းလေးပဲအသုံးပြုထားပါတယ်ချက်တော်အဖြူအနီငရုတ်သီးဟင်းချက်မုံထောင်းထားတာရဲ့စောနာကစီရဲ့ကိုအရသာဝင်အောင်နေပြီးသွားပြီဆိုရင်တော့ကျမတို့ချက်မဲ့ဦးတွေကိုထည့်ပေးပါမယ်ရှင်ရေအနည်းငယ်ထည့်ပေးပါမယ်စပလင်းနှစ်ချောင်းကိုကျမထုံပြီးတော့ထည့်လိုက်ပါတယ်ပြီးရင်တော့ကျမတို့စူပွက်လာသည့်အထိအဖုံးအုပ်ပြီးတော့တည်ထားပေးပါမယ်ရှင်အခုလိုမျိုးစူပွက်လာပြီးတော့ရေလေးလည်းခန်းလာပြီးအနံ့လေးလည်းမှုေးလာပြီးငါးလေးတွေလည်းတင်းလာပြီးဆိုလို့ရှိရင်တော့ကျမတို့မကြည့်အောင်ဖြည်းဖြည်းချင်းတစ်ဖက်ကိုလှမ်းပြီးတော့မှုေးပေးရပါမယ်ပြီးရင်တော့ကျမရေထက်ထည့်လိုက်ပါတယ်ရေထက်ထည့်ပြီးတော့စူအောင်ပြန်တည်ပဲပေါ့နော်အခုလိုမျိုးရေကို2ခါ3ခါထည့်ပြီးတော့အသားလေးတွေမတင်းလေးဖြစ်လာတဲ့အထိဖြစ်အောင်ကျမတို့ချက်ပေးပါမယ်ပြီးရင်တော့အပေါ်အငန်းညီကြည့်ပါမယ်ကျမကငပြားကြီးတစ်ခါလေးထည့်ထားတာဖြစ်တဲ့အတွက်အပေါ်အငန်းအရမ်းရုံမလို့အပ်တော့ဘူးပေါ့နော်အခုနည်းနည်းလေးပေါ်တဲ့အတွက်ကျမငပြားကြီးတစ်စုံထည့်လိုက်ပါတယ်ငါ့ကိုမှွေတဲ့အခါမှာလည်းမကြည့်အောင်ဂရုစိုက်ပြီးတော့မှွေပေးဖို့လိုပါတယ်ရှင်အခုဆိုရင်စပလင်နဲ့လေးကလည်းအရမ်းမှွေနေပြီပေါ့နော်ဒီဟင်းကလေနည်းနည်းမင်းသက်ဆိုင်ကျမစပလင်နဲ့ပူကြိုက်တယ်ပေါ့နော်အရေတောက်ပြီးတော့စားရတာကြိုက်တယ်ဆိုရင်ဒီတက်ပို့ပြီးတော့ရေလေးနည်းနည်းထပ်ထည့်ပေးရပါမယ်နော်ကျမကတော့ဒီအနေအထားလေးအတိုင်းပဲစားမှာဖြစ်ပါတယ်အခုဆိုရင်တော့စပလင်နဲ့တင်းလေးနဲ့အရင်အရသာရှိပြီးတော့ချိုတဲ့ငရဲရီချိုဟင်းလေးတစ်ခွက်ကိုရပါပြီရှင်အားလုံးပဲလိုက်ချက်စားကြည့်ကြပါနော်ရမ်းရတာရှိပါတယ်ကျေးဇူးတင်ပါတယ်ရှင်